ကိုအသုံးမကျဘူးလို့ခံစားနေရတဲ့အခါမင်းရဲ့အားနည်းချက်ကအခြားတစ်ယောက်အတွက်တော့လာပါတဲ့ပန်းကင်းကြီးတစ်ခုဖြစ်နေတယ်ဆိုတာသင်သိပါသလားစိတ်ဝင်စားစရာဆက်လံတိတ်တွေကိုအမြဲနားဆင်နိုင်ဖို့ကျွန်တော်တို့ရဲ့ Tazin Story Channel ကို Like and Subscribe လုပ်ထားပြီးမိသားစုထဲမှာပါဝင်လိုက်ပါအကြောင်းရှိသောအိုးကလေးတခါကရေထမ်းသမားတစ်ယောက်မှာရေအိုးနှလုံးရှိပါတယ်အဲ့ဒီအိုးတွေကိုဝါပိုးတိုင်ရဲ့တစ်ဖက်တစ်ချက်မှာချိတ်ပြီးမြစ်ထဲကနေသူ့သခင်ရဲ့အိမ်စီကိုနေတိုင်းရေထမ်းပို့ပေးရတာပေါ့အိုးတစ်လုံးကအကောင်းပကတိဖြစ်ပြီးရေအပြည့်ပါပါတယ်ဒါပေမဲ့နောက်ထပ်အိုးတစ်လုံးမှာတော့အကြောင်းလေးတစ်ခုရှိနေပါတယ်ဒါကြောင့်မြစ်ကနေသခင်ကြီးအိမ်ကိုရောက်တဲ့အခါအဲ့ဒီအိုးထဲမှာရေကတဝက်ပဲကျန်ပါတော့တယ်ဒီလိုနဲ့နှစ်အတော်ကြာအောင်ရေထမ်းသမားဟာအိမ်ကိုရေတအိုးခွဲပဲပို့နိုင်ခဲ့ပါတယ်အကောင်းပကတိအိုးကသူ့ကိုယ်သူအယမ်းခုန်ယူနေပြီးအကြောင်းရှိတဲ့အိုးကလေးကတော့သူ့ရဲ့အားနည်းချက်အတွက်ရှက်ရွံ့ပြီးဝမ်းနည်းနေခဲ့ပါတယ်တနေ့မှာတော့အိုးကလေးဟာစိတ်မကောင်းလွန်းတာနဲ့ရေထမ်းသမားကိုအခုလိုပြောလိုက်ပါတယ်ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဘေးနားကအကြောင်းကြောင့်ခင်ဗျားမှာပင်ပန်းပန်းထမ်းရပေမဲ့ရေတွေကလမ်းမှာဖိတ်စင်ကုန်ပြီးအိမ်ရောက်ရင်တဝက်ပဲကျန်တော့တယ်ကျွန်တော်အရန်သုံးမကျဘူးလို့ခံစားရတယ်ရေထမ်းသမားကပြုံးပြီးအိုးကလေးကိုချုံမော့လိုက်ပါတယ်ဒီနေ့အိမ်ပြန်လမ်းဘေးကလှပတဲ့ပန်းလေးတွေကိုတေချာကြည့်ခဲ့ပါဦးလို့ပြောလိုက်ပါတယ်အိမ်ပြန်လမ်းတစ်လျှောက်မှာအိုးကလေးဟာလမ်းဘေးမှာပွင့်နေတဲ့လှပတဲ့တောပန်းလေးတွေကိုတွေ့ပြီးစိတ်သက်သာရသွားပါတယ်ဒါပေမဲ့အိမ်ရောက်တော့ရေကတဝက်ပဲကျန်ပြန်တာမို့သူကထပ်ပြီးတောင်းပန်ပြန်ပါတယ်ဒီအခါမှာရေထမ်းသမားကအခုလိုရှင်းပြပါတယ်မင်းသတိထားမိလားပန်းလေးတွေကမင်းရှိတဲ့လမ်းဘက်အချမ်းမှာပဲပွင့်နေတာမင်းမှာအကြောင်းရှိတာကိုငါသိလို့လမ်းဘေးမှာပန်းစစ်လေးတွေကျဲထားခဲ့တာပါနေတိုင်းငါတို့ရေခက်ပြန်လာတဲ့အခါမင်းစီကဖိတ်ကြတဲ့ရေတွေကအဲ့ဒီပန်းလေးတွေကိုရေလောင်းပေးခဲ့တာပေါ့အခုဆိုရင်အဲ့ဒီပန်းလေးတွေကိုခူးပြီးငါသခင်ရဲ့စပွဲပေါ်မှာလှပအလှဆင်လို့ရနေပြီလေမင်းသာဒီလိုအကြောင်းမရှိရင်ဒီလောက်လှတဲ့ပန်းတွေကိုငါတို့မြင်ရမှာမဟုတ်ဘူးပေးချင်တဲ့သင်ခန်းစာကတော့ကျွန်တော်တို့အားလုံးမှာကိုယ်စီအားနည်းချက်တွေအကြောင်းတွေရှိကြပါတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းတွေကပဲကျွန်တော်တို့ရဲ့ဘဝကိုထူးခြားစေပြီးတန်ဖိုးရှိစေတာပါ။ကိုယ့်ရဲ့အားနည်းချက်ကိုအဖြစ်မတင်နေပဲအကောင်းဆုံးအသုံးချတတ်ဖို့ပဲလိုအပ်တာပါ။